မင်္ဂလာပါရှင်ကျွန်မကဒီနေ့ညမှာ sharing လုပ်ပေးချင်တာကဒီ product grouping တွေအကုန်ဒီ product code တွေကို brand like product like class like grading like ခွဲထုတ်ချင်တာပေါ့နော်ဒီလိုပုံစံမျိုးခွဲထုတ်ချင်တာအဲ့ဒါကို keyboard ကနေပြီးတော့အမြန်ဆုံးနဲ့အလွယ်ဆုံးနည်းနဲ့ဘယ်လိုခွဲထုတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး sharing လုပ်ပေးချင်တာပါအဲ့ဆိုအရင်ဆုံးကျွန်မခွဲထားတဲ့ data တွေအကုန်လုံးကိုကျွန်မ delete လိုက်မယ်နော် delete ပြီးသွားရင်ဒီ brand name နေရာမှာကျွန်မက bonus လို့ keyboard ကနေ typing နဲ့တော့ရိုက်ပေးရမှာပေါ့နော်နောက်ဒီမှာကျတော့ detergent ဒီမှာက powder ဒီဘက်က branding က950 gram ဆိုပြီးကျွန်မရေးလိုက်တယ်ရေးလို့ရလို့ရှိရင်ဒီမှာကျတော့ branding တွေပဲစုထားချင်တာအဲ့တော့စုထားချင်တဲ့ဒီ cell quad တွေမှာကျွန်မ select လုပ်လိုက်တယ်လုပ်ပြီးသွားလို့ရှိရင် keyboard ကနေ control နဲ့ E နဲ့ကိုတွဲနှိပ်လိုက်ခြင်းအပြင်ဒီမှာ branding တွေအကုန်လုံးကိုခွဲထားပြီးသားဖြစ်သွားပါမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီဘက်က product grouping ပေါ့နော်ဒါကကျတော့detergent လား liquid လားပါလားပေါ့နော်ဒါကိုခွဲချင်တာဒါဆိုရင်လည်းဒီ cell quad တွေအကုန်လုံးကို select မှတ်ပြီးတော့ control နဲ့ E နဲ့ကိုတွဲနှိပ်ပေးရပါမယ်နောက်တစ်ခုကကျတော့ဒီဘက်က powder လား liquid လားပေါ့နော်ဒါကိုခွဲချင်တယ်ဆိုရင်လည်းထိုနည်း၎င်းပဲ control နဲ့ E နဲ့ကိုတွဲနှိပ်မယ်ပြီးသွားရင်ဒီ grading တွေကိုလည်းထိုနည်း၎င်းပဲ control နဲ့ E နဲ့ကိုတွဲနှိပ်ခြင်းအပြင်ဒီဘက်မှာ branding like product like class like grading like အကုန်လုံးကိုခွဲထုတ်ပြီးသားဖြစ်သွားမှာပဲပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်